မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဦးဆုံးသတင်းတစ်ပုဒ်ကတော့သမ္မတပူတင်ဟာသမ္မတဇလန်စကီနဲ့နောက်ဆုံးငြိမ်းချမ်းရေးသဘောတူညီချက်အားနေသားတကျဖြစ်သွားပါမှတွေ့ဆုံနိုင်ပြီဖြစ်ကြောင်းရုရှားနိုင်ငံဘက်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အဓိကပြဿနာရပ်များဖြစ်ကြသည့်နေမြေပိုင်ဆိုင်မှုနဲ့လုံခြုံရေးအာမခံချက်များကိုသဘောတူညီပြီးမှသာတွေ့ဆုံပြီဖြစ်ကြောင်းတိုက်တွန်းထားတာပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်နိုင်ငံ၏ကမ်းခြေဆောက်တပ်ဖွဲ့ဝင်ကြီးချုပ်ဟာစစ်ရေးလက်ကျင့်မှုများကိုကြီးစုရန်အတွက်တောင်တရုတ်ပင်လယ်ရှိကျွန်းအတွင်းသို့အလင်းမတော်ရောက်စဘူးတော်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုင်ဝမ်နိုင်ငံဟာထိုအငင်းပွားနေသောဒေသအားပိုင်ဆိုင်ကြောင်းပြသရန်ကြိုးပမ်းအားထုတ်နေကြောင်းထိုခရီးစဉ်မှာပေါ်လင်းလျက်ရှိနေပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ဟော်မုတ်စီလက်ကြားရှိသင်္ဘောနှစ်စီးအားအီရန်နိုင်ငံကဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အမေရိကန်နိုင်ငံနဲ့ယာယီအဖြစ်ခတ်ရစရေးတိုးမြင့်ထားပေမဲ့လည်းသင်္ဘောဖြတ်တန်းသွားလာရေးပေးမလမ်းကြောင်းများကိုတော့တင်းကျပ်စွာထိန်းချုပ်ထားဆဲဖြစ်ကြောင်းပေါ်လင်းလျက်ရှိနေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြောက်ကိုရီးယားနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားတရားလမ်းတစ်ကြီးဖောက်လုပ်ရန်အတွက်လှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နိုင်ငံကြားကုန်သွယ်ရေးခရီးသွားလာမှုနဲ့နယ်စပ်တလျှောက်သွားလာရေးကိစ္စရပ်များပုံမတိုးမြင့်ရန်အတွက်ယခုလိုမျိုးပြုလုပ်မိဖြစ်ကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Telegram application ၏ founder ဖြစ်သူကိုရုရှားနိုင်ငံဘက်ကရာဇဝတ်မှုအတွက်တန်တရားရှိသူအဖြစ်ဆင့်ခေါ်စာပေးပို့ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် Telegram နဲ့သတင်းများမျှဝေမှုနဲ့ပတ်သက်ပြီးအာဏာပိုင်များကဖိအားများတိုးမြင့်ရန်အတွက်ယခုလိုလှုံ့ဆော်နေတာဖြစ်ပြီး Telegram ဘက်ကလည်းအမှားများမကျူးလွန်နေကြောင်းနဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုချိုးဖောက်နေတယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်